အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ရာသီဥတုကလည်းအေးပြီးတော့မိုးကလည်းရွာနေတာဖြစ်လို့ဈေးလည်းမသားဖြစ်တာနဲ့ပဲအိမ်မှာရှိတဲ့အသီးရွက်လေးတွေပေါင်းပြီးတော့ဟင်းလေးတစ်ခွက်ချက်ပါမယ်ရှင်ဒါလေးတွေကတော့ဟင်းချက်ဖို့တဲ့ငွေနှင်းမိုးလေးအနေငယ်ပါမယ်ရွှေဖြူညော့အနေငယ်ခရမ်းကျင်သီးနှလုံးနဲ့ကြက်သွန်လေးတစ်ဦးကြက်သွန်အဖြူ6မွာရဲ့မရုပ်သီးစိမ်း10တောင်းနဲ့တံမြာသီးတစ်လုံးပါပါမယ်ရှင်ရေဦးဆုံးခရမ်းကျင်သီးနှလုံးကိုခုလိုမျိုးအစိတ်သေးလေးတွေလှီထားပေးပါမယ်ရှင်ကြက်သွန်လေးကိုလည်းတေးသေးနှုတ်နှုတ်လေးလှီထားပေးပါမယ်ပြီးရင်တော့တံမြာသီးတစ်လုံးကိုလည်းလှီထားပေးလိုက်ပါမယ်ရှင်ပြီးတော့ပြောဖို့ကြံနေခဲ့တာမြင်ငယ်ပြီးအနေငယ်ကိုလည်းသုံးပါမယ်ရှင်ပြီးရင်တော့ပဇွန်ကြောက်လေးအနေငယ်ကိုထောင်းပေးပါမယ်ပဇွန်ကြောက်လေးထောင်းလို့မညက်တညက်လေးဖြစ်လာပြီဆိုရင်တော့ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုထည့်ပြီးတော့ထောင်းပေးပါမယ်ရှင်အားလုံးထောင်းလို့ခုလိုမညက်တညက်အနေထားလေးရောက်ပြီဆိုရင်တော့ရပါပြီရှင်ဒါဆိုရင်တော့ကျမတို့စပြီးတော့ဟင်းချက်ပါမယ်ချက်မဲ့ဦးတွေကိုစီထည့်ပါမယ်ရှင်စီပူလာရင်တော့ကြက်သွန်လေးလှီထားတာရဲ့ပဇွန်ကြောင့်ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူထောင်းထားတာကိုအားလုံးကိုထည့်ပြီးတော့စီတက်ပေးပါမယ်အရာအောင်အတွက်ကိုတော့စနွင်းမုံလေးအနေငယ်ထည့်ပါမယ်ရှင်စီတက်လို့ကြက်သွန်လေးတွေအနှဲငယ်နွမ်းလာပြီဆိုရင်တော့စင်းစားငပိလေးကိုထည့်ပေးပါမယ်ငပိလေးတွေကိုခြေသွားအောင်လို့ခုလိုမျိုးစုံလေးနဲ့ခြေပေးပါမယ်ငပိလေးတွေလည်းခြေပြီးကြက်သွန်လေးလည်းအတော်လေးနွမ်းလာပြီးတော့အနံ့လေးမွှေးလာတဲ့ထိအောင်လို့စီတက်ပေးပါမယ်ကျတော့10မိနစ်လောက်စီတက်ပြီးတော့အခုလိုနေထားလေးရောက်ပြီဆိုရင်တော့ခရမ်းကျင်သေးလှီထားတာလေးနဲ့ပို့ကိုထည့်ပေးပါမယ်။ရှားတာအတွက်ကတော့စားအနှဲငယ်ထည့်ပါမယ်ရှင်။ငပိထည့်ထားတာဖြစ်လို့စားကိုအနှဲငယ်ပဲထည့်ပါအောင်မယ်။နောက်ထပ်လိုအပ်တယ်ဆိုတော့မှထပ်ပြီးတော့ထည့်ပါမယ်။ပြီးရင်တော့ခရမ်းကျင်သီးနဲ့မှုလေးကိုအရသာတွေဝင်သွားအောင်လို့10မိနစ်လောက်မှုပြီးတော့ချက်ပေးပါမယ်ရှင်။10မိနစ်ခန့်မှုချက်ပြီးပြီးလို့ခရမ်းကျင်သီးနဲ့မှုလေးအနှဲငယ်နွမ်းလာပြီဆိုရင်တော့ရေလေးအနှဲငယ်ထည့်လိုက်ပါမယ်။ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့10မိနစ်ကျော်လောက်တည်ထားပေးလိုက်ပါမယ်ရှင်။10မိနစ်လောက်တည်ပြီးသွားရင်တော့ဖုံးလေးဖွင့်ကြည့်လိုက်ပါမယ်။တစ်ချက်နှစ်ချက်လောက်မှုပြီးပြီးရင်တော့ဖျုံညွန့်လေးကိုထည့်လိုက်ပါမယ်။ဖျုံညွန့်ထည့်ပြီးသွားရင်တော့အဖုံးအုပ်ပြီးတော့မတည်ပါဘူးရှင်။ဖျုံညွန့်လေးတွေကအနုမြန်တဲ့အတွက်ကြောင့်အားလုံးတမရသွားအောင်လို့ပဲမှုပြီးပါမယ်ရှင်။ရှိနေတဲ့အသီးရွက်လေးတွေကိုစုပေါင်းပြီးတော့ချက်တယ်ဆိုပေမဲ့ဒီဟင်းလေးကိုစားရတာကချိုချင်းဆက်အရသာလေးနဲ့ထမင်းစားလို့အရန်ပုံရပါလေရှင်ဒီခါလောက်ချက်စားကြည့်ပါနော်ခုဆိုဖျုံညွန့်လေးတွေလည်းခဏလေးနဲ့ညှို့သွားပါပြီနော်ပြီးရင်တော့အရသာလေးမြည်ကြည့်ပါမယ်အရသာကနည်းနည်းလေးပေါ့နေလို့ငံပြားလေးအနှဲငယ်ထည့်လိုက်ပါမယ်ရှင်အရသာလေးကိုစိတ်ဆက်ဖြစ်ပြီဆိုရင်တော့နောက်ဆုံးဦးချကန်လေးမှာရှိနေတဲ့ပင်စိမ်းရွက်လေးနဲ့ရှမ်းနက်နက်လေးအနှဲငယ်ကိုအုပ်လိုက်ပါမယ်ရှင်နောက်ဆုံးမိပိတ်ခံနေရင်တော့တံမြာသီးလှီထားတာလေးကိုညှစ်ထည့်ပြီးရင်တော့ရပါပြီရှင်ကဲခုဆိုရင်တော့တံမြာနဲ့လေးနှုတ်ပြီးချိုချင်းဆက်အရသာလေးနဲ့စားလို့အရန်ကောင်းတယ်တီးရွက်ဟင်းလေးတစ်ဖက်ကတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်ချက်ရတာလည်းလွယ်ကူလို့ရှင်းပြီးထမင်းမိန်စေတဲ့ဟင်းတစ်ခွက်ဖြစ်လို့အားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်